ယခုဒီလိုစစ်ဖြစ်နေတော့ဘယ်လိုခံစားရတယ်လဲဆိုရင်လုံးဝမပြောပါဘူးစိတ်ဒုက္ခရောက်ရတယ်ကိုယ်ဒုက္ခရောက်ရတယ်ရှိသမျှဆွန့်ပြစ်ပြီးကိုယ်လွတ်ပဲထွက်လာတယ်ဆိုတော့ဆင်းရဲဒုက္ခဆိုတာဒီကြီးဆုံးပါပဲဘာကြောင့်လဲဆိုတော့ကိုယ်လူမျိုးမဟုတ်တဲ့ကိုယ်စကားမဟုတ်ကိုယ်နဲ့ဆွေမျိုးမတော်တဲ့နေရာမှာရောက်လာတော့အယမ်းပဲစိတ်ဆင်းရဲရတယ်စစ်ကြောင်းနဲ့ထိုးလို့ရှိရင်တဲ့ကလေးရဲ့မေတွေကိုလည်းနှိမ့်ဆက်တယ်ဆိုတော့ကျမလည်းကလေးဘာနဲ့ထွက်ပြေးရတာပေါ့ဘာကြောင့်စစ်ပြေဒုက္ခစခန်းရောက်လာရတယ်လဲဆိုရင်မိုင်းပွဲတာကြားရတော့ရောက်ရကိုကောက်ဆွဲတော့တကားတဲ့အင်ဂျီနဲ့အဝတ်အစားရှိတဲ့ငွေလေးကိုကောက်ယူပြီးမှထွက်ပြေးလာတယ်အခုဒီတို့ထွက်ပြေးလာတဲ့နောက်ပိုင်းကနေတော့အိမ်ကိုစောင့်မဲ့လူကတော့တယောက်မှမရှိဘူးကိုယ့်ရဲ့အိမ်နဲ့ပိုင်ဆိုင်မှုပစ္စည်းတွေကိုတော့ဒီအတိုင်းအိမ်တကားတွေဖွင့်ပြီးတခုမှတန်ရုံးစင်မထားဘဲနဲ့ဒီတိုင်းပြထားခဲ့တယ်အိမ်ကနေရတာတခန်းကိုအရင်ကလူနှစ်ယောက်လွတ်လွတ်လပ်လပ်နေတဲ့အခန်းကိုအခုလောလောဆယ်ကတော့မိသားစုနှစ်စု10ယောက်လောက်မြင်ခွင့်ရပါတယ်နိုင်ငံကူးလက်မှတ်လုပ်ဖို့ငွေရေးကြေးရမရှိတော့ဖုန်းနေရတယ်မောင်းထုတ်ရမှာကိုဆွေးရပါတယ်တရုတ်အစိုးရကလည်းဖမ်းမိပြီဆိုရင်အထုတ်တဲ့ထက်အထုတ်မခံဘူးဆိုရင်တောင်းငွေတက်ပြီးမှလူပေးပါတယ်ကလေးလည်းအိမ်ပြန်ချင်တယ်ပဲပြောတယ်အိမ်တော့ပြန်ချင်တယ်တတိရတယ်ဒါပေမဲ့ကြောက်လို့မပြန်ရေးဘူးပေါ့ခက်ခဲတယ်တော့အများကြီးပဲကိုယ့်ရဲ့အိုးအိမ်တွေပေါ့ကျွဲတွေနွားတွေလေတွေခြံတွေအကုန်လုံးထားခဲ့တာဒီနေ့တော့ဝမ်းစာလဲခက်ခဲတော့များမယ်လို့ထင်ကြတယ်စစ်ပေးဒုက္ခတွေအနေနဲ့နေရတာတော့ဒုက္ခတော့ကြုံတာပေါ့ကလေးတွေကျမရဲ့ချိုးတဲ့တွေကလေးတွေများတခါကျတော့တယောက်ဝင်းလျှော့ပြီဆိုအားလုံးကဝင်းလျှော့သွားတာပဲတယောက်6ဆုပ်ပြီဆိုလည်းအားလုံးကနာစီ6ဆုပ်ဖြစ်တာပေါ့ဒီလိုမျိုးဒုက္ခတွေခံစားနေရတဲ့ခါကျတော့အမြဲတမ်းပဲစိတ်ဆင်းရဲပြီးမှလူတွေကလည်းအကုန်လုံးနေမကောင်းတဲ့လူတွေပဲဖြစ်လာပြီးကလေးတွေလည်းတော်တော်များများတဲ့မျိုးဝမ်းပြက်ဝမ်းလျှော်တို့ဒီငှက်ဖြာတို့တိုက်ဖိုက်အဲ့လိုမျိုးလည်းအဖြစ်များတယ်လူတွေကများတဲ့ခါကျတော့ဒီအင်တာတွေပါတယ်ဟိုထမင်းချက်စားတဲ့နေရာတွေပေါ့အမျိုးအနံ့ပေါင်းစုံပေါ့တယောက်ရဲ့ယောဂတယောက်ကမသိဘူးလေသိရခါကျတော့လူအားလုံးရဲ့ယောဂပေါင်းစုံနေရလဲဒီအိမ်ထဲမှာပဲနေတဲ့ခါကျတော့တယောက်နဲ့တယောက်ကူးဆက်သွားတာပေါ့ဒုက္ခမျိုးမျိုးပဲအရာနဲ့မှခက်ခဲတယ်ဘေးအချင်းအိမ်ပြန်မယ်လို့တော့ပြောလို့တော့မပြောတတ်တော့ဘူးပုံဆောင်နေရတဲ့စစ်ပြေဒုက္ခတွေအနေနဲ့နေရတာအရတာမရှိတယ်လို့ခံစားပြီးတိုင်းပြည်ကိုပြန်နေနိုင်ခုနေခုပြည်ကိုငင်းငင်းချမ်းချမ်းနဲ့နေချင်တာကိုပဲလိုလားတော့တယ်ဒီစစ်ပွဲလေးဘယ်တော့ငြိမ်းမလဲမသိဘူးစစ်ပြေငြိမ်းသွားမှပဲအိမ်ပြန်နိုင်တော့မယ်လို့ထင်ပါတယ်ကိုယ့်ရဲ့ဒေတာကိုယ့်ရဲ့နေရာပြန်ချင်တဲ့လူများတယ်တချို့လူတွေရဲ့အမြင်တော့မသိဘူးနော်ကျမအမြင်ကတော့နိုင်ငံတော်အစိုးရအနေနဲ့နော်သူတို့ဆွေးနွေးတဲ့အရာမှန်သမျှကိုလည်းဘုရားကြည့်ပြီးမှစီမံပေးပါစေလို့ဆုတောင်းပါတယ်